စစ်ကောင်စီဟာဧပြီ21ရက်နေ့လယ်တနာရီမှာအစိမ့်တန်းငွေဘုံ3လုံးမွန်းလွဲ3နာရီ6မိနစ်ခန့်မှာအစိမ့်တန်းငွေဘုံ4လုံးတို့ကိုကျဲချတိုက်ခိုက်ခဲ့တယ်လို့ဒနုပြည်သူလူမျိုးရေးတပ်တော် DPLA ကထုတ်ပြန်ထားပါတယ်။အစိမ့်ငွေဘုံတွေကျဲချပြီးနောက်အစိမ့်ငွေရှူရှိုင်းမိတဲ့ရဲဘော်တွေမူးဝေအော်အန်နာသေးပေါင်ချိန်ကြတာတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီကတောင်ခမ်းကိုအင်းနဲ့အားနဲ့တံပြန်ထိုးစစ်တရက်ဆင်ပြီးတိုက်ပွဲဖော်ဆောင်နေတာဒီနေ့ကျတော့အစိမ့်ငွေဘုံတွေပါသုံးပြီးရေဆောင်တိုက်ခိုက်မှုလုပ်လာတယ်။တိုက်ပွဲပြင်းထန်နေပါတယ်လို့စီးရေးသတင်းရင်းမြစ်က AR Times ကိုပြောပါတယ်။စစ်ကောင်စီကအပြစ်ကတ်ရစဲထားကြောင်းကြေညာထားပေမဲ့နိုင်ငံတကာကတားမြစ်ထားတဲ့တိုက်ခိုက်မှုတွေကိုအချိန်ချင်းကျူးလွန်နေတယ်လို့ DPLA ကဆိုပါတယ်။အစိမ့်တက်ငွေဘုံတွေအုံပြုတ်တိုက်ခိုက်တာကိုစစ်ကောင်စီကတောင်ခမ်းမှာတာမကအခြားတော်လှန်ရေးတပ်တွေရှိတဲ့နေရာတွေမှာလည်းမကြခဏပြုတ်လုပ်နေပါတယ်။တောင်ခမ်းမှာစစ်ကောင်စီဘက်ကလေရင်ဖုံးတွေကျဲချတာလက်နက်ကြီးပစ်ခတ်တာတွေနဲ့အစိမ့်တက်ငွေဘုံတွေအုံပြုတ်ထိုးစစ်ဆင်နေတာကြောင့် TNLA DPLA တပ်တွေနဲ့စစ်ကောင်စီတပ်တို့ဒီနေ့အထိတိုက်ပွဲတွေပြင်းထန်ဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။နောင်ချိုတောင်ခမ်းမှာအမြောက်စခန်းကုသမှုဌာနချုပ်မဆခ939နဲ့အမြောက်တပ်ရင်အမတ353အမတ236အမတ436တို့တည်ရှိပြီးစစ်ကောင်စီနဲ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်